Okay မင်္ဂလာပါchapter 1ကကျွန်တော်တို့ question 8ဆက်သွားမှာပေါ့နော် Wခန်းက question 8ဒါပေမဲ့ကျွန်တော် question 8ကိုမသွားခင်မှာကျွန်တော် note နည်းနည်းသိဖို့လိုတယ်ဗျအဲ့တော့ note 8ချက်နည်းနည်းသိရမယ်အဲ့တော့ဒီ note လေးတစ်ချက်ကျွန်တော်ရှင်းပြပေးမယ်ဗျပထမဆုံးတစ်ချက်ကဘာလဲဆိုတော့ပိုင်ရှင်ကလုပ်ငန်းတွေတို့ထည့်ဝင်သောအရာများကိုပိုင်ရှင်ရင်းနှီးမြှုပ်နှံမှုစဉ် capital ကောင်းဖွင့်ပြရမယ်ဆိုတော့အလုပ်လုပ်ဖို့အတွက်ကျွန်တော်တို့ပိုင်ရှင်ကလုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံတယ်အဲ့လိုလုပ်ငန်းတွေကိုထည့်တယ်ရင်းနှီးမြှုပ်နှံတယ်ဆိုရင်ကျွန်တော်တို့ကမြန်မာလိုဆိုရင်တော့ရင်းနှီးမြှုပ်နှံမှုစဉ်အင်္ဂလိပ်လိုဆိုရင်တော့ကျွန်တော်တို့ capital account လို့ခေါ်တယ်အဲ့တော့ရှေ့ပုတ်စာနှစ်ပုတ်မှာတော့တက်ခဲ့ဘူးတယ်ပထမဆုံးစစချင်းရင်းနှီးမြှုပ်နှံနေဆိုရင်ကျွန်တော် capital account ဆွဲတယ် capital account ဆွဲတယ် okay အဲ့တော့ဒေတာပိုရှင်းနေတော့ကျွန်တော် notes ရေးထားတယ်ပေါ့ပိုင်ရှင်ကလုပ်ငန်းနဲ့ထည့်ဝင်တဲ့အရာတွေကိုပိုင်ရှင်ရင်းနှီးမြှုပ်နှံမှုစဉ်မြန်မာလိုဆိုရင်ပိုင်ရှင်ရင်းနှီးမြှုပ်နှံမှုစဉ်အင်္ဂလိပ်လိုဆိုရင် capital account ဖွင့်ရမယ် capital ရဲ့ပုံစံ notes ကတည်ထားပြီးသား capital တွေဒီတိုးရင် credit ရောရင် debit ပေါ့ okay နောက်တစ်ချက်ကျွန်တော်တို့ကနောက်တစ်ချက်ကဘာလဲဆိုတော့အပြင်လက်ဒီဘွားမှာအလုပ်လုပ်နေရင်ပိုင်ရှင်ကလုပ်ငန်းတွေကိုကုန်ပစ္စည်းတွေပဲဖြစ်ဖြစ်လုပ်ငန်းတွေကနေပတ်စံတွေပဲဖြစ်ဖြစ်ကုန်ပစ္စည်းတွေပဲဖြစ်ဖြစ်ထုတ်သုံးတာတွေရှိမယ်အဲ့လိုပိုင်ရှင်ကလုပ်ငန်းတွေကနေထုတ်ယူသုံးစွဲတယ်ဆိုရင်ပိုင်ရှင်ထုတ်သုံးစင်းဆိုတာကျွန်တော်မှတ်ဖို့လိုတယ် okay မြန်မာလိုဆိုရင်တော့ပိုင်ရှင်ထုတ်သုံးစင်းအင်္ဂလိပ်လိုဆိုရင်တော့ကျွန်တော်တို့ drawing ကောက်အဲ့တော့စင်းစရာရေးဆွဲတဲ့အချိန်မှာကျွန်တော်တို့ကပိုင်ရှင်တက်လုပ်ငန်းတက်ခွဲထားဖို့လိုတယ်တကယ်လို့ဒါပိုင်ရှင်ရဲ့အသုံးစရိတ်တွေလုပ်ငန်းထဲမှာပါနေမယ်ဆိုရင်တစ်ချိန်ကျရင်ကျွန်တော်တို့အရှုံးမြတ်တွေထွက်တဲ့ချိန်ကျရင်ကျွန်တော်အဆင်မပြေတော့အဲကြတော့ပိုင်ရှင်လုပ်ငန်းတွေကနေထုတ်သုံးနေဆိုရင်ပိုင်ရှင်ထုတ်သုံးစင်းထားမယ်ဒါမှမဟုတ်လည်းစင်းရကျွန်တော်တို့ကကိုက်မှာနောက်ဆိုစင်းတော့စင်းကိုက်မှာမဟုတ်ပိုင်ရှင်မို့လို့ထုတ်သုံးနေစင်းမမှတ်ဘူးဒါဆိုကျွန်တော်စင်းတွေခွာမှာပေါ့ okay အဲ့တော့မှတ်ရမှာပိုင်ရှင်လုပ်ငန်းတွေကနေထုတ်ယူသုံးစွဲတယ်ဆိုရင်မြန်မာလိုဆိုရင်ပိုင်ရှင်ထုတ်သုံးစင်းအင်္ဂလိပ်လိုဆိုရင် drawing ကောက်ဆွဲရမယ် okay အဲ့တော့ number 1တစ်ချက်ပြန်ပြောမယ်ပိုင်ရှင်လုပ်ငန်းတွေကိုထည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမှုစင်း capital account ပိုင်ရှင်လုပ်ငန်းတွေကနေထုတ်သုံးနေဆိုရင်ပိုင်ရှင်ထုတ်သုံးစင် drawing account ပြရတယ်အဲ့ဒီမှာကျွန်တော်မှတ်ရမယ့်တစ်ချက်တော့ရှိတယ် drawing account ဒီ capital account နဲ့ကျွန်တော်တို့ပြောင်းပြန်မှတ်ရတယ် okay capital ကဘယ်လိုမှတ်လဲဆိုတော့ capital ကကျွန်တော်တို့တိုးရင် credit လို့မှတ်တယ်ဗျအဲ့ဆိုရောရင် debit ဒါဆိုဆန့်ကျင်ဘက်ဖြစ်သွားမယ် drawing ဒီတိုးရင် debit ဖြစ်မယ်ရောရင် credit ဖြစ်မယ်အဲ့ဒီပုံစံစဉ်းစားဖို့လိုတယ် okay အဲ့တော့ note နဲ့ချက်တော့ရှိပြီအဲ့တော့ပို့တေချာလေးဒီ notes တွေတော့တေချာရဖို့လိုတယ်ပိုင်ရှင်လုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံရင်ကျွန်တော်တို့ capital account ပိုင်ရှင်လုပ်ငန်းတွေကနေထုတ်သုံးရင် drawing account okay နောက်တစ်ချက်နံပါတ်3ပြန်ရောင်းချမိကုန်ပစ္စည်းသူရဲ့ရည်ရွယ်ချက်ကတော့ဘာလို့လဲဆိုတော့ပြန်ရောင်းမှာကျွန်တော်ရက်ွက်ထဲမှာ store တိုင်ဖွင့်ထားတယ်ဒါဆို store တိုင်မှာရှိတဲ့ပစ္စည်းတွေဒီကျွန်တော်သုံးစွဲဖို့လားပြန်ရောင်းဖို့လားဆိုတော့ကျွန်တော်ပြန်ရောင်းဖို့အဲ့လိုပြန်ရောင်းမယ့်ဟာတွေကျွန်တော်က goods stores merchandise လို့လည်းခေါ်တယ် good day store တွေ merchandise တွေဆိုရင်ကျွန်တော် goods ကကုန်ပစ္စည်း GOD goods ဆိုတော့ကောင်းတာဗျ S ပါတယ်ဆိုရင်တို့တော့ကုန်ပစ္စည်းလို့သတ်မှတ်တယ်ချို့ကြလဲကျွန်တော်က store လို့ခေါ်တယ် okay merchandise လို့လည်းသုံးတယ်ပေါ့ okay ကုန်ပစ္စည်းတွေဝယ်တယ်ဆိုရင်ကျွန်တော်မြန်မာလိုရိုးပဲစဉ်းစားလို့ရတယ်ကုန်ပစ္စည်းတွေဝယ်တယ်ဆိုရင်ကုန်ဝယ်စင်းအဲ့ဆိုရင်ကုန်ပစ္စည်းတွေရောင်းတယ်ဆိုရင်ကျွန်တော်ဗာလဲဆိုတော့ကုန်ရောင်းစင်းအဲ့လိုပဲအဲ့တော့ပြန်ရောင်းချမိကုန်ပစ္စည်းများကိုဝယ်လျင်ကုန်ဝယ်စင်းမြန်မာလိုဆိုရင်ကုန်ဝယ်စင်းအင်္ဂလိပ်လိုဆိုရင်ကျွန်တော်ဒီမှာ purchase account ဖွင့်ရမယ်အဲ့တော့အခေါ်ပေါ်တွေ buying account တော့ဆွဲလို့မရဝယ်တယ်ဆိုရင် buying ပေါ့အဲ့လိုမရဘူးဝယ်တယ်ဆိုရင်ကျွန်တော်တို့ purchase account okay ဒါဆို equipment ဝယ်လိုက်တယ်ဆိုပါတော့ equipment ဝယ်တယ်ဆိုတော့ကျွန်တော်ကလုပ်ငန်းအတွက် pre-board တွေလိုလည်းဝယ်လိုက်တယ် equipment တွေဝယ်လိုက်တယ်ဆိုတော့ပြန်ရောင်းမှာမဟုတ်ဘူးလုပ်ငန်းအတွက်သုံးမှာဒါဆိုရင်တော့ကျွန်တော် purchase account ဆွဲလို့မရဘူးအဲ့တော့ equipment ဝယ်တယ်ဆိုရင် equipment account ပဲသွားမယ် pre-board ဝယ်တယ်ဆိုရင် pre-board account ပဲသွားမယ်အဲ့တော့ဒီတန်းပေါ့ပြန်ရောင်းချမဲ့ကုန်ပစ္စည်းတွေဝယ်မှသာကုန်ဝယ်စင်း purchase account ဖွင့်ရမယ်နောက်တစ်ချက်ပြန်ရောင်းချမိကုန်ပစ္စည်းတွေကိုကျွန်တော်တို့ရောင်းတယ်ဆိုရင်မြန်မာလိုကုန်ရောင်းစင်းအဲ့တော့အင်္ဂလိပ်လိုဆိုရင် sales account ဖွင့်ရမယ် okay ဒါတော့ခေါ်ပေါ်သုံးလုံးတွေလိုတယ် question 8ကျရင်ဒါလေးပါလာမယ်ပေါ့အဲ့တော့ကြိုတင်တာရထားဖို့လိုတယ်အဲ့တော့လေးချက်ရှိပြီပြန်ပြောမယ်ပိုင်ရှင်လုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံရင် capital account ပိုင်ရှင်လုပ်ငန်းတွေကနေထုတ်သုံးနေဆိုရင် drawing account drawing account ဒီ capital account နဲ့ပြောင်းပြန်စဉ်းစားပေးရမယ်အဲ့ဒီချက်မှတ်ရမယ်ပိုင်လုပ်ငန်းကပြန်အောင်ချမဲ့ကုန်ပစ္စည်းတွေဝယ်တယ်ဆိုရင်ကုန်ဝယ်စင် purchase account ဆွဲရမယ်ပြန်အောင်ချမဲ့ကုန်ပစ္စည်းတွေကျွန်တော်တို့ရောင်းနေဆိုရင်ကုန်ရောင်းစင် sales account ဆွဲရမယ်ဆိုပါတော့လုပ်ငန်းမှာ pre-board ကရှိတယ်အသုံးမလို့ပြန်ရောက်လိုက်တယ်ဆိုရင်ကျွန်တော် save account တော့ဖွင့်လို့မရဘူး pre-board က account ပဲကျွန်တော်အပေါ်မှာတော့က6နဲ့9နဲ့တွက်ခဲတော့ကကွန်ပျူတာရောင်းနေဆိုရင်ကွန်ပျူတာသွားတယ် equipment ရောင်းနေဆိုရင် equipment ပြန်သွားတယ်အပုံစံတိုင်းပေါ့ဒါကပြန်ရောင်းချမဲ့ကွန်ပျူတာသူရဲ့ရွေချက်ကိုကပြန်ရောင်းမှာအဲ့လိုပြန်ရောင်းမဲ့ကွန်ပျူတာဝယ်တယ်ဆိုရင် purchase ရောင်းစားတဲ့ပစ္စည်းတွေရောင်းချတယ်ဆိုရင် save okay ဒါမှတ်ဖို့လိုတယ်နောက်တစ်ချက်တခါလေးမှာကျွန်တော်တို့ကွန်ပျူတာတွေဝယ်လိုက်တယ်ဗျဝယ်လိုက်တဲ့အချိန်မှာမကြိုက်တာပဲဖြစ်မကောင်းတာပဲဖြစ်ကျွန်တော်တို့အမျိုးအစားမတူတာပဲဖြစ်ပါလာတယ်ဆိုရင်ကျွန်တော်တို့ကပြန်ပို့လို့ရတယ်အဲဒါမှမဟုတ်ကွန်ပျူတာများကိုဝယ်ပြီးပြန်ပို့လို့ရင်ကုန်ဝယ်ပြန်ပို့ဆင်ဖွင့်ရတယ်ဝယ်တာအင်္ဂလိပ်လိုကျွန်တော်တို့က purchase လို့သုံးတယ်ဗျပြန်ပို့တာကိုကျွန်တော်တို့ return လို့သုံးတယ်ဒါဆိုကျွန်တော်တို့က purchase return ကောင်းဆွဲရတယ်ကုန်ဝယ်ပြန်ပို့ဆင်အဲတော့ဆင်းသက်ထားဖို့လိုတယ်ကွန်ပျူတာတွေဝယ်ပြီးပြန်ပို့တယ်ဆိုရင်ကုန်ဝယ်ပြန်ပို့ဆင်မှားပြီးပါလာတာပဲဖြစ်ဖြစ်ပျက်စီးနေတာပဲဖြစ်ဖြစ်ပြန်ပို့တယ်ဆိုရင်ကျွန်တော်ကုန်ဝယ်ပြန်ပို့ဆင်ဆွဲရတယ် purchase return ကောင်းနောက်တစ်ချက်ကကျွန်တော်မှတ်ရမယ့်တစ်ချက်ရှိတယ်
ပါချစ် return အကောင့်ဒီပါချစ်အကောင့်တွေပြောင်းပြန်မှတ်ရမယ်ဒါလေးတော့တစ်ချက်သတိထားပေါ့အဲ့တော့ကျွန်တော်စာတွဲရင်လည်းပါချစ်ကဘာလဲဆိုတာဗီဒီယိုနဲ့ရှင်းပြပေးမယ်ဒီမှာမှတ်ရမှာက drawing စိန် capital အကောင့်တွေပြောင်းပြန်ပါချစ် return ဒီပါချစ်အကောင့်တွေပြောင်းပြန်အဲ့တော့သတိထားပါနောက်တစ်ချက်ဒီခါလေးမှာကျွန်တော်တို့ပစ္စည်းတွေရောင်းလိုက်တယ် customer တွေစီကိုရောင်းပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ quality မတူတာတွေမကောင်းတာတွေပျက်စီးနေတယ်ဆိုရင် customer တွေကကျွန်တော်တို့ပြန်လာပို့တယ်ပြန်လဲမယ်ပေါ့အဲ့တော့ကုန်ပစ္စည်းများကိုရောင်းပြီးပြန်ပို့တယ်ဆိုရင်ကျွန်တော်တို့ကုန်ရောင်းပြန်ပို့စင်းအဲ့တော့ရောင်းတာအင်္ဂလိပ်လို say ပြန်ပို့တာကို return ဒါဆိုကျွန်တော် say return အကောင့်ဖွင့်ရမယ်အဲ့တော့ကုန်ရောင်းပြန်ပို့စင်းကုန်ဝယ်ပြန်ပို့စင်းဆိုရင် purchase return okay ကုန်ရောင်းပြန်ပို့ဆိုရင်ကျွန်တော်တို့ say return အဲ့တော့ say return အကောင့်ဆွဲရမယ်သူလည်းပဲမှတ်ဖို့လိုတယ် say return အကောင့်ဒီ say အကောင့်တွေပြောင်းပြန်စင်းမှတ်မယ်ပြောင်းပြန်စဉ်းစားရမယ်အဲ့တော့အဲ့ဒါလေးသိဖို့လိုတယ်အဲ့တော့ note 6ချက်အရေးကြီးတာ okay ပိုင်ရှင်လုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံ capital အကောင့်ပိုင်ရှင်လုပ်ငန်းတွေကနေထုတ်သွင်းရင် drawing ကကုန်ပစ္စည်းတွေဝယ်ရစဉ်ကုန်ဝယ်စဉ် purchase ကုန်ပစ္စည်းတွေရောင်းနေစဉ်ကုန်ရောင်းစဉ် sales ဝယ်ပြီးပြန်ပို့ရစဉ်ကျွန်တော်တို့ purchase return ရောင်းပြီးပြန်ပို့ရစဉ်ကျွန်တော်တို့ပါတယ်ဆို sales return okay ဒီကတော့သိဖို့လိုတယ်နောက်တစ်ခုကျွန်တော်ရှေ့မှာတော့ငါစင်းပိတ်တယ်ဆိုရင်စင်းပိတ်လက်ကျန်ဆိုရင် balance CD လို့သုံးတယ်ဗျ balance CD ဆိုတာကျွန်တော်စင်းပိတ်လက်ကျန်ပမာဏစင်းပိတ်တဲ့အချိန်မှာကျန်နေတဲ့ပမာဏကိုပြောတာ balance CD သူရဲ့ရှေ့ကောက်က balance carry down okay တော့ကျွန်တော်များသောအားဖြင့် international မှာတစ်ကမ္ဘာလုံးသုံးတာတော့ balance CD လို့ပဲသုံးတယ် okay နောက်ခုစင်းဖွင့်လက်ကျန် CD ကိုပြန်ဆွဲချတယ် balance BD စင်းဖွင့်လက်ကျန်လို့ခေါ်တယ်စင်းဖွင့်တဲ့အချိန်မှာရှိတဲ့လက်ကျန်ပမာဏအဲ့ဒါ balance brought down okay သူရဲ့အရှိကပေါ့ဒါပေမဲ့ CDBD ရှင်းရပြီအဲ့ဒါ CD ဆိုရင်ပိတ်တာ BD ဆိုရင်ဖွင့်တာ okay အဲ့ဒါနောက်ဆုံးအနေနဲ့ပိုင်ရှင်လုပ်ငန်းတွေရင်းနှီးမြှုပ်နှံကျွန်တော် capital အကောင့်ဆွဲရမယ်ပိုင်ရှင်လုပ်ငန်းတွေကနေထုတ်သုံးတယ်ဆိုလို့ရှိရင် drawing အကောင့်ဆွဲရမယ် drawing အကောင့်ဒီ capital အကောင့်တွေပြောင်းပြန်ရောင်းစားမဲ့ကုန်ပစ္စည်းတွေဝယ်တယ်ဆိုရင်ကုန်ဝယ်စဉ် purchase ပြန်ရောင်းစားမဲ့ကုန်ပစ္စည်းတွေရောင်းနေစဉ်ကုန်ရောင်းစဉ် sale ကုန်ပစ္စည်းတွေဝယ်ပြီးပြန်ပို့တယ်ဆိုရင်ကုန်ဝယ်ပြန်ပို့စဉ် purchase return purchase return ဒီ purchase အကောင့်တွေပြောင်းပြန်စဉ်းစားဖို့လိုတယ်ကုန်ပစ္စည်းတွေရောင်းပြီးပြန်ပို့တယ်ဆိုရင်ကုန်ရောင်းပြန်ပို့စဉ် sale return okay sale return ဒီ sale အကောင့်တွေပြောင်းပြန်အဲ့တော့ CDP တွေကတော့ပြန်လာမရှိဘူးအဲ့တော့ကျွန်တော် level 8ကိုလေ့လာဖို့အတွက်ဆိုရင်ဒီ note 6ချက်ကိုတော့နားလည်ဖို့လိုတယ်ဗျဒါရဖို့လိုတယ်အရင်ဆုံးဒီ6ချက်ကိုအရင်ဆုံးရအောင်ကျင့်ရမယ်